ဝါဆိုသင်္ကန်းလူတရားတော်ဝါဆိုသင်္ကန်းလူတရားတော်ဝါဆိုသင်္ကန်းလူတရားတော်ကိုအာယုံပြုနှလုံးသွင်းညောင်ပြောင်ပြည့်နေတိုင်းပြီးရိုသေစူးစိုက်စွာဖြင့်နာကြဆင်ញနှလုံးသွင်းအာယုံပြုနိုင်ကြပါတယ်နှလုံးသွင်းနာကြဆင်ញနိုင်ကြပါတယ်နာကြဆင်ញနှလုံးသွင်းနိုင်ကြပါစေလို့မေတ္တာဖို့နှိုးဆော်လိုက်ပါတယ်ယရဏသုံးပါးဂုဏ်ကျေးဇူးနန္ဒနန္ဒ၅ပါးတို့ဂုဏ်ကျေးဇူးတော်ကြောင့်လောကီလောကုတ္တရာကောင်းကျိုးချမ်းသာဖျားတို့လိုဝါရည်ခံစားနိုင်ပြီးနတ္တသာသနာဆရာဝန်နဲ့မိမိဆိုရဲ့အကျိုးတို့အပြည့်ကင်းစွာဖြင့်အားပေးကူညီလူရန်ထောက်ပံ့ချီးမြှောက်နိုင်ကြပါစေနတ္တသာသနာဆရာဝန်နဲ့မိမိဆိုရဲ့အကျိုးတို့အပြည့်ကင်းစွာဖြင့်အားပေးကူညီလူရန်ထောက်ပံ့ချီးမြှောက်နိုင်အောင်လဲသာသနာဆောင်နတ်မြတ်နှကောင်နတ်ပြမအပေါင်းသူတော်ကောင်းတို့ကဟိုတရားကြည်ပြွန်စွာဖြင့်ကုညီကဝိုင်းဝန်းရေးစောင့်ရှောက်ကြပါအောင်တော့စောင့်ရှောက်နိုင်ကြပါစေအဲကြောင့်သင်္ကန်းလူချင်းအကျိုးပြယေဇနာဂါထာအဲတော့ကလျာဏမိတ်တာအဲတော့ဒါကမိတ်ဆွေကောင်းကိုမှီပြုရမယ်ဆိုတဲ့အကြောင်းနဲ့ဆိုင်ရာကလျာဏမိတ်တာအာဂမဇာတိဓမ္မတတ္တဇာတိယပရိမုဇ္ဇန္တိကလျာဏမိတ်တံကလျာဏမိတ်ကိုအာဂမအကြောင်းပြု၍ဇာတိဓမ္မပဋိသန္ဓေနေခြင်းသဘောစည်းကြကုန်သောတတ္တတတ္တဝါအပေါင်းတို့သည်ဇာတိယပဋိသန္ဓေနေခြင်းမှာပရိမုဇ္ဇန္တိကျွလွတ်နိုင်ကြပါပေကုန်၏ဤကဲ့သို့ဘုရားဟောဒေသနာပါဠိလာစီသည်နှင့်ညီဤကဲ့သို့ဘုရားဟောဒေသနာပါဠိလာစီသည်နှင့်ညီယရဏမြတ်သုံးပါးနှင့်တကွဆရာသမားတို့အပူဇော်ကြောရသောယရဏမြတ်သုံးပါးနှင့်ဆရာသမားတို့အပူဇော်ကြောရသောကုသကံစေတနာတို့ကြောင့်ကုသကံစေတနာတို့ကြောင့်ပိစယဒါနဓမ္မဒါနဓမ္မသဝနာဓမ္မဒေသနာဓမ္မတာကိစ္စကောင်းမှုမင်္ဂလာဝတ္တဝါတိကစီဝရဒါနကာလဒါနကောင်းမှုမင်္ဂလာစုစုကိုကြိုးစားထုတ်ရန်လာရောက်ကြတယ်ဝါဆိုသင်္ကန်းဒါယကဒါယိကမသူတော်ကောင်းဝါဆိုသင်္ကန်းဒါယကဒါယိကမသူတော်ကောင်းတို့နှင့်သာသနာဆွေမျိုးကြီးငယ်ရွယ်လာပေါင်းသူတော်ကောင်းသာသနာဆွေမျိုးကြီးငယ်ရွယ်လာပေါင်းအရိယာလောင်းနဲ့အရိယာပေါင်းသူတော်ကောင်းတို့အားလောကီအမြတ်ချမ်းသာဖြာဖြာတို့နှင့်ပြည့်စုံကြကုန်ပြီတကားလားခန္ဓာယရဏဓပရံပရိစ္ဆသမုပ္ပါလက္ခဏာသစ္စာဓမ္မတတိပဋ္ဌာန်ဓမ္မရဝိပဿနာစသောတရားများတို့ကိုဩဃာအသင်ဝခြင်းသဝနာနာကြခြင်းဒါရဏဆောင်းထမှတ်သားခြင်းပစ္စဝကနာတွေ့ခြင်းဆင်ခြင်ခြင်းပရိပု္ပ္ပာမေးမြန်းခြင်းဟုဆိုအပ်သောကလျာဏအင်္ဂါ၅ပါးကလျာဏတို့၏အလုံး၅ခုတို့ကိုယန္နာယောက်ျားယန္နာမိန်းမဖြစ်သည့်အထိထပ်ကတိုးတက်ကြိုးစား၍ပြုလုပ်အားထုတ်နိုင်ကြပါစေသင်္ကန်းလူချင်းအကျိုးပြယေဇနာဂါထာသူဩနာဩနောဝိရဇောပဝတိဇောသူဩနာဩနောဝိရဇောပဝတိဇောဖိတာကာယောဒုဒဒါနတိတံဖလံဒုဒဒါနတိတံဖလံဝထုံလာဘောဇဒါရနောပိလိန္ဒဝဇ္ဇထေရအပါရံစာမျက်နှာ359အပိုက်94 99ညီဒုဩနာဩနောဇာ
သူဟောနာဟောနောစာဆွေအစင်းသို့ဝါဝင်သောအစင်းစီခြင်းသည်၎င်းဝိရာဇောစာညစ်ကြေးမတင်တန်ဆင်းစင်ခြင်းသည်၎င်းပဘာစာရောင်ဝါထိန်လင်းမျက်နှာပွင့်ခြင်းသည်၎င်းဒီဇောစာအစိုးရဖြည့်ခြင်းသည်၎င်းဒီဇောစာအစိုးရဖြည့်ခြင်းသည်၎င်းဖိဒါကယောစာဣန္ဒြေပြေတင်ကိုပြေဖြိုးခြင်းသည်၎င်းဝဋ္ထံလာဘောစာသိမ့်တန်ထိုက်လာအဝတ်ပစိုးကိုရခြင်းသည်၎င်းဝဋ္ထံလာဘောစာဖြူဆွေနီညိုဆင်းလိုမယွင်အမျိုးမျိုးသောအစင်းစီသောအဝတ်ပစိုးကိုရခြင်းသည်၎င်းဝဋ္ထံဒါရဏောစာခောမရောမစသည့်တိုင်းဖြင့်ပိုးစစ်ဂရိပါအမျိုးအစားထူးသောအဝတ်ကိုဆင်ဝတ်ရခြင်းသည်၎င်းအတ္တိထင်ရှားမသွေရှိပါပေ၏ဣဒံဤဆိုကပညာကျိုးစစ်ပါသည်ဒုဒ္ဒဒါနတသင်္ကန်းလျာပစိုးစိုက်ပျိုးစွန့်လက်ပေးလူတတ်သောသူမြတ်၏ဖလံကြီးကျယ်ဖွံ့ဖြိုးမြတ်သောအကျိုးသည်ဟောဒီစင်စစ်မသွေဖြစ်ပါပေတည်းထို့ကြောင့်ဗဂရိသင်္ကန်းလှူသောသူမှာနံပါတ်1ရုပ်အစင်းလာပါခြင်းနံပါတ်2အပြည့်ကင်းသောအရေးအသားရှိခြင်းနံပါတ်3ကိုယ်ရောင်ကိုယ်ဝါမျက်နှာပွင့်လင်းခြင်းနံပါတ်4အရာရာ၌အစိုးရပြုနိုင်စွမ်းခြင်းနံပါတ်4အရာရာ၌အစိုးရပြုနိုင်စွမ်းခြင်းနံပါတ်5ပြည့်ဖြိုးသောခန္ဓာကိုယ်ရှိခြင်းဣန္ဒြေမချို့ယွင်းခြင်းနံပါတ်6အဖို့အတိုင်းမသိထိုက်သောအဝတ်တို့ကိုရရှိခြင်းနံပါတ်9အယောင်အဆင်းအမျိုးမျိုးသောအဝတ်တို့ကိုဆင်ဝတ်ရခြင်းနံပါတ်9အယောင်အဆင်းအမျိုးမျိုးသောအဝတ်တို့ကိုဆင်ဝတ်ရခြင်းနံပါတ်10ကခောမရောမစားသောအပြည်ပြည်မှဖြစ်သောအမျိုးအစားထူးခြားသောအဝတ်တို့ကိုဆင်ဝတ်ရခြင်းဧကဗဂရိသောသင်္ကန်းကိုလှူဒန်းသောသူ၌ရရှိရသောအကျိုး10ပါးဖြစ်သည်သင်္ကန်းလူကျိုးကျော်ပရောင်းဆရာတော်၏အရှင်ဥပဝါဒကလျာဏတန်ခိတ်တရားစာအုပ်မှဆွေတို့အစဉ်မြူကြီးကင်း၍ရောင်ဝင်းဆောင်ပါထွန်းလင်းပါ၏မကသိမ့်ဖို့ပစိုးရလေညိုးဆွေဖြူနီဤရှိလီသည်ကျမ်းကြီးသင်္ကန်းလူကျိုးသည်မြို့သားတို့မှာမြတ်စွာအေဟိခေါ်ပြီးမြတ်ကြစင်ပါပရိခေယလွယ်ပြီးကလင်လေးပြားသောတန့်စင်ကြော၏မနောဖြူစွာမိမတို့မှာမဟာလတ္တမြတ်တန်စာကိုရောင်ဝါထိန်ကြီးဝတ်ဆင်ပြီး၍မထီဖိုရိတ်အောင်ဘိသိက်ဖြင့်နေဘူးအောင်မျိုးဆွမ်းဆံပြုတ်သည်မချို့မှတ်ပွဲဆောင်ပုတ်သည်သင်္ကန်းလူညာအမျိုးသားတို့ဖယားစီနောအေဟိခေါ်၍ရှစ်ဘောပရိတ်လွယ်ကားချိတ်နိဗ္ဗာန်ဝင်ရအကျိုးသည်သင်္ကန်းလူပြီးအမျိုးသမီးတို့မပြီးအံ့ရာမဟာလတ္တာစင်တန်စာကိုလွှမ်းကားဝတ်ယောနိဗ္ဗာန်လုံးယုံကြည်လူတန်းကြစေသောသင်္ကန်းလူညာအမျိုးသမီးများထူးခြားအကျိုးပေးသည်မဟာလတ္တာစင်တန်စာကောင်းစွာရနိုင်သည်ဝါဆိုသင်္ကန်းလူအကျိုးဝါဆိုသင်္ကန်းပေးလူတန်းကဂရိမြဲလာဇူလသောတာဒူလစွာကြောင့်ဘယ်မှမသိသူဂတိမြဲလွန်ထူးခဲ့သည်မဆွဲဝါဆိုသင်္ကန်းလူကျိုးသည်ဝါဆိုသင်္ကန်းပေးလူတန်းကဂရိမြဲလာဇူလသောတာဒူလစွာကြောင့်ဘယ်မှမသိသူဂတိမြဲလွန်ထူးခဲ့သည်မဆွဲဝါဆိုသင်္ကန်းလူကျိုးသည်
အရတဇတကွန်လိန်လူမစင်လမ်းတွင်စွန့်ထားထူးခြားအမွန်တကွန်ဟုလက်တမှုမြတ်သာအရတဇသင်္ကန်းစကိုတွေ့ရလေသောဩကောင်းလေစွာဖယားမွေတွေ့ရပေဟုစိတ်နေလေးနဲ့ဆွမ်းအားတက်၍လက်အိုအင်ဇလီတင်ချီဥခိုင်စေခိုးထိုက်၏သင်္ကန်းအလူတရားတော့စေခိုးပူဇော်ထိုက်တယ်ဗန္ဒီဒိဋ္ဌဝနာကာသဝံသာတိတံဗန္ဒီတဲ့ဗန္ဒီဒိဋ္ဌဝနာကာသဝံသာတိတံမိလမက္ခိတံသီရသမေဇလင်္ကတဝဝန္တိတဗံဣသိတဇံထေရပါဒံဗန္ဒီလံခိ၌သာတိတံစွန့်ပြေထားသောမိလမက္ခိတံမစင်ချင်းကြီးအနေနဲ့တို့ဖြင့်မပြီးထူးကဲမဖူးရအောင်အပြီးထူးကဲမဖူးရအောင်လူလဲလိမ့်ကြံအပြီးထူးကဲမဖူးရအောင်လူလဲလိမ့်ကြံ၍နေသောဣသိတဇံကိလေသာစစ်ပွဲ၌လွင့်ထူးရန်နိဗ္ဗာန်စာသူတို့၏တကွန်ကိလေသာစစ်ပွဲ၌လွင့်ထူးရန်နိဗ္ဗာန်စာသူတို့၏တကွန်အောင်လံကိလေသာစစ်ပွဲ၌လွင့်ထူးရန်နိဗ္ဗာန်စာသူတို့၏တကွန်အောင်လံအလေးပြု၍ဣသိတဇံကိလေသာစစ်ပွဲ၌လွင့်ထူးရန်နိဗ္ဗာန်စာသူတို့၏တကွန်အောင်လံအလေးပြု၍ဣသိတဇံယန္တာတို့၏အောင်လံတကွန်ဖြစ်သောဂါသဝံအသွင်ဆန်းဆန်းမြင်မခန့်တဲ့သင်္ကန်းဝတ်ကိုဒိဋ္ဌဝနာမြင်တွေ့လေသည်ရှိသောသီရသမေအမြတ်အင်္ဂါမင်္ဂလာဟုထင်စွာပေါင်းဆက်ဥကောင်းထက်၌အင်းစလိန်လက်ဥကိုကတ္တဝပြု၍အင်းစလိန်လက်ဥကိုကတ္တဝပြု၍အင်းစလိန်ကတ္တဝဝန္တာဆွင်ကြီးလက်ဥချီ၍ဝန္တိတဗံစေကိုဥချထိုက်ပါ၏တည်းအဘာတိတာဇာယေဗုဒ္ဓဝတ္တမာနာနာဂတာဒဇေနာနိနာသုဇန္တိတသမဣတိနာမတိယထေရပါဒံနမအဘာတိတာဇာခေငါဝလူသက်စုမကပွင့်တော်မူကြကုန်ပြီးသောယေဗုဒ္ဓဇာအချင်းဘုရားရှင်အပေါင်းတို့သည်၎င်းဝတ္တမာနာယခုပွင့်တော်မူဆက်ဖြစ်သောယေဗုဒ္ဓဇာအချင်းဂေါရမဘုရားရှင်သည်၎င်းအနာဂတနောင်ပွင့်တော်မူလက်တန်းဖြစ်ကုန်သောယေဗုဒ္ဓဇာအချင်းဘုရားရှင်အပေါင်းတို့သည်၎င်းအဋ္ဌိတဏိထင်ရှားမသွေရှိတော်မူကြကုန်၏တေဗုဒ္ဓထိုဘုရားရှင်အပေါင်းတို့သည်အနေတစေနာဤသင်္ကန်းတိဟုသောအောင်လံတကွန်ဖြင့်သုဇန္တိကိလေသာအသောတို့မှခွာဆောစင်ကြယ်တော်မူကြကုန်၏သုဇန္တိကိလေသာအသောတို့မှခွာဆောစင်ကြယ်တော်မူကြကုန်၏တသမထို့ကြောင့်ဧတေထိုအောင်လံသင်္ကန်းကိုနမတိယအမြတ်တနိုးယုံကြည်အားကို၍လက်ဥချီမို့စေကိုဥချထိုက်ပါ၏တည်းလက်ဥချီမို့စေကိုဥချထိုက်တယ်သံဃာကုန်9ပါးသဘောမိပရမတ်တိသိအောင်ဉာဏ်မြင်တွင်ထင်မြင်လာသည့်အထိသုံးသပ်ဆင်ခြင်၍လူအပ်ပေမည်သံဃာကုန်9ပါးကိုလည်းအာယုံပြုနိုင်လောက်အောင်နားလည်ထားဖို့ရန်အရေးကြီးသည်နံပါတ်1ကသုပ္ပတိပါဏကောင်းသောအကျင့်ရှိခြင်းကောင်းစွာကျင့်ခြင်းသုပ္ပတိပါဏကောင်းသောအကျင့်ရှိခြင်းနံပါတ်2ဥစုပ္ပတိပါဏဖြောင့်မတ်သောအကျင့်ရှိခြင်းနံပါတ်3ညာယပရိပါဏသင်သောအကျင့်ရှိခြင်းနံပါတ်4သာမိစိတ်ပရိပါဏရိုသေထိုက်သောအကျင့်ရှိခြင်း
ကောင်းစွာကျင့်ဖြောင်းဖြောင်းကျင့်နိဗ္ဗာန်အကျိုးငါကျင့်ရိုသေသေးလေးလေးစားစားရိုသေလေးစားစားကျင့်ရိုသေသေးလေးလေးစားစားကျင့်နံပါတ် 5အာဟုနေယဆွမ်းဥကိုအလှခံထိုက်ခြင်းနံပါတ် 6ကပါဟုနေယအဲဝကိုအလှခံထိုက်ခြင်းနံပါတ် 9ဒက္ခိနေယမြတ်သောအလှကိုခံထိုက်ခြင်းဧကဒက္ခိနေယမြတ်သောအလှခံပုဂ္ဂိုလ်ဒက္ခိနေယမြတ်သောအလှကိုခံထိုက်ခြင်းနံပါတ် 10ကအင်ဇလိကရဏီယစေခိုးခံထိုက်ခြင်းစေခိုးခံထိုက်ခြင်းအဲဒီအနိစ္စဒုက္ခအနတ္တခယဝယဝိရာဂနိရောဓပရိနိဒကအဲ့ဒီတရားတွေဆင်ញံနှလုံးသွင်းရှုဆင်ញံနှလုံးသွင်းနေသောပုဂ္ဂိုလ်မှသာလျှင်အဲ့ဒါမှအလှခံထိုက်၏စေခိုးခံထိုက်မြတ်သောအဲ့ဒီကောင်းမှုမျိုးစေ့တို့၏စိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ်ဖြစ်၏အင်ဇလိကရဏီယစေခိုးခံထိုက်ခြင်းနံပါတ် 9ကအနုတ္တရပုံညခေတ္တမြတ်သောကောင်းမှုပြုရာဌာနဖြစ်ခြင်းဤသို့အထက်ပါအကြောင်းအရာများကိုရှေးဥစွာလေးလာမှတ်သား၍သံဃာဝန်9ပါးတွင်တပါးပါးကိုထိအောင်မိအောင်အာယုံပြုလျက်မိမိပိုင်ဖြစ်သောသင်္ကန်း3ထည်တို့တွင်တထဲအဲ့ဒီမိမိပိုင်သောသင်္ကန်းနဲ့ဆိုင်ရာသင်္ကန်းတထဲကိုသံဃာထံမောက်တွင်အရောက်ဆောင်ပြီးလျင်အဲ့ဒါကကြတော့ကထိန်ယာဒီမှာကြတော့ဣမံကတိနာစီဝရံဣမံကတိနာစီဝရံသံဃတဒေမာဣမိနာစီဝရဏကတိနာအထရထအဲ့ဒါကထိန်အလူရှင်ကိုယ်တိုင်ဝစီဗေဒနှုတ်မြတ်ဟာလျက်လူရမ်းပေသည်တဲ့ကထိန်သင်္ကန်းမှာကြတော့ဝါဆိုသင်္ကန်းမှာကြတော့မယံဗာနိတန္တာရဝဒဒုက္ခတောမောဇနထာယသပရိဝရံဣမံဝဒဝါဒီကစီဝရံသံဃတဒေမသံဃာအများကိုရည်ရွယ်ပြီးအာယုံပြီးလူတိုင်းသံဃတဒေမပုဂ္ဂလိကပုဂ္ဂိုလ်တစ်ပါးကိုစက္ကပူဇော်လူတိုင်းတော့ဣမံအာယတမတော်ဒေမာအာယတမတော်ဒေမပါဗျာအဲဒီလိုစက္ကပူဇော်လူရန်အဲဒီသင်္ကန်းဂုံတူသင်္ကန်းဤဂုံကျေးဇူးထူးမြတ်ပုံကိုလည်းဝိနည်းဆောင်ဧတရယရှင်ဥပါလိတိအပါရံပါဠိတော်၌အဲဒီအပါရံပါဠိတော်၌ဗန္ဓိဒိဋ္ဌဝနာကာသဝံခုနကရွတ်ဆိုတဲ့တရားဂါထာရှိခိုးပူဇော်ထိုက်တဲ့အကြောင်းပေါ့အဲတော့ဆေရန်အကျိုးမြတ်တံဘိုးဆေရန်အကျိုးမြတ်တံဘိုးအဲဒီစက္ကပူဇော်ကာလဒါနဝတ္တဝါဒီကဇီဝရဒါနဝါဆိုသင်္ကန်းစက္ကပူဇော်လူရန်သည်ဝါဆိုသင်္ကန်းလူဒါနအတွက်ဟောကြားတော်မူတဲ့တရားတော်ဖြစ်ပါတယ်ဆေရန်အကျိုးမြတ်တံဘိုးဓာတိမေဘေကဝေဇီဝရဒါနေနအာနိတန္တာကဒမာနိဒတဓာတိမေဘေကဝေဇီဝရဒါနေနအာနိတန္တာကဒမာနိဒတဒုဝနာဝနောဝိရာဇောသဗ္ဗပဗဝဝိဒဘဝတိနိဒာဂတောဒုဒ္ဒပရိလာဘောဒေတာပိတလောဟိတာဒေတာပိတာ
ဒေတာပိတာလောဟိတပတ္တဒါယကောခောမကောတယကပ္ပတိကခောမကောတယကပ္ပတိကပရိလာဘောခောမကောတယကပ္ပတိကပရိလာဘောကပ္ပရုခပရိလာဘောပိစီမဘဝေဧဘိက္ခုဥပဒံပရပရိလာဘောဓာတိမေဘိက္ခဝေဇီဝရဒါနေနာအာနိတန္တာကတမဏိဒတ္တဒုဝနာဝနဝိရာဇောသဗ္ဗပဗဝဝိဒဘဝတိနိဒဂတောဒုဒပရိလာဘောဒေတာပိတာလောဟိတပတ္တဒါယကောခောမကောတယကပ္ပတိကပရိလာဘောကပ္ပရုခပရိလာဘောပိစီမဘဝေဧဘိက္ခုဥပဒံပရပရိလာဘောဓမ္မပရထကရပါဠိဘေကဝေယံတို့ဇီဝရဒါနေနာသင်္ကန်းလူသည်ဇီဝရဒါနေနာသင်္ကန်းလူသည်ဘေကဝေယံတို့ဇီဝရဒါနေနာသင်္ကန်းလူသည်ဓာတ10ပါးကုန်သောဤမေအာနိတန္တာဤအကျိုးဆက်တို့သည်ဟွန်တိဖြစ်ကုန်၏ဓာတအာနိတန္တာ10ပါးသောအကျိုးဆက်တို့သည်ကတမဏိအဘယ်သည်တို့နိဟုမူကားသူဝနာဝနောဆွေအစဉ်နှင့်တူသောအစဉ်ရှိသည်ဩဒီဖြစ်၏ဝိရာဇောအညစ်အကြေးမတင်စင်ကြယ်တန်ဆင်းသောကိုယ်ရှိသည်ဩဒီဖြစ်၏သဗ္ဗပဗဝောခတ်သိမ်းသောအရပ်တို့ကိုထွန်းလင်းနိုင်သောကိုယ်ရှိသည်ဩဒီဖြစ်၏ဝိဒဘဝပူပန်ခြင်းကင်းသောကိုယ်ရှိသည်ဩဒီဖြစ်၏တိနိဒဂတောနုညံသိမ်မွေးသောကိုယ်ရှိသည်ဩဒီဖြစ်၏ဒုဒ္ဒဟတပရိလာဘောအလိုရှိသောအခါ1000သောပစိုးကိုရသည်ဩဒီဖြစ်၏ဒေတာပိတာလောဟိတပတ္တဒါယကောဖြူသောဆွေဖြစ်သောနီသောအထူးထူးသောအစဉ်ရှိသောပစိုးတို့ကိုရသည်ဩဒီဖြစ်၏ခောမကောတေယကပ္ပတိကပရိလာဘောခောမတိုင်းကောတုံပရိတိုင်းစိန်တိုင်းတို့၌ဖြစ်သောပိုးချီပစိုးဝါချီပစိုးအထူးထူးသောသားမွေးတို့ဖြင့်ဖြစ်သောပစိုးတို့ကိုရသည်ဟောဒီဖြစ်၏ကပ္ပရုခပရိလာဘောပရိသဘင်၌ဖြစ်သောပစိုးတို့ကိုရသည်ဟောဒီဖြစ်၏ပိစီမဘဝေအဆုံးစွန်သောဘဝ၌ဧဘိက္ခုဧဘိက္ခုပတံပရာပရိလာဘောဧဘိက္ခုယံအဖြစ်သို့ရသည်ဟောဒီဖြစ်၏ဘေကဝေယံတို့ဇီဝရဒါနေနသင်္ကန်းအလှသည်ဓာတ10ပါးကုန်သောဤမေအာနိတန္တာဤအကျိုးဆက်တို့သည်ဟွန်ဒီဖြစ်ကြပါပေကုန်သတည်းဤဒေသနာတော်မြတ်
ဤဒေသနာတော်မြတ်လိုသင်္ကန်းလူကြသောပုဂ္ဂိုလ်တို့မှာအကျိုး10ပါးရရှိကြောင်းကိုဖော်ပြတဲ့ဒေသနာတော်ဖြစ်ပါတယ်ထို10ပါးကဘာတွေလဲဆိုရင်နံပါတ်1ဆွေအစင်းနှင့်တူသောအစင်းကိုရရှိခြင်းနံပါတ်2ညူကြေးမတင်စင်ကြယ်သောကိုရှိခြင်းနံပါတ်3ခတ်သိမ်းသောအရက်တို့ကိုထွန်းလင်းတောက်ပသောကိုရှိခြင်းနံပါတ်4ပူပန်ခြင်းကင်းသောကိုရှိခြင်းနံပါတ်5နူးညံ့သိမ်မွေ့သောကိုရှိခြင်းနံပါတ်4ပူပန်ခြင်းကင်းသောကိုရှိခြင်းနံပါတ်5နူးညံ့သိမ်မွေ့သောကိုရှိခြင်းနံပါတ်6အလိုရှိသောအခါ1000သောပစိုးတို့ကိုရရှိခြင်းနံပါတ်9အဖြူအဆွေအနီအစရှိသောအစင်းရှိသောပစိုးတို့ကိုရရှိခြင်းနံပါတ်10ခောမတိုင်းကောတုံပရိတိုင်းတို့၌ဖြစ်သောပစိုးတို့ကိုရရှိခြင်းနံပါတ်9ပရိသာဝေ၌ဖြစ်သောပစိုးတို့ကိုရရှိခြင်းနံပါတ်10အဆုံးဘဝ၌အေဟိဘိက္ခုယန္တာအဖြစ်ကိုရရှိခြင်း10ပါးသောအကျိုးတရားများကိုသင်္ကန်းလူသောအလှရှင်တို့မှရရှိခံစားနိုင်ကြတယ်ဝတ္ထုတာရကကိုမှတ်သားစရာဖြစ်တင်ပြရင်တော့မြတ်စွာဘုရား၏တပည့်ဖြစ်တယ်အတ္ထဇေလကမထေရအလောင်းလျာသည်62ကဘာထက်ကကံစာတာအတင်းဆွဲလို့ကံစာတာ62ကဘာထက်ကကံစာတာအတင်းဆွဲလို့ဆင်းရဲတဲ့အမျိုးမှာဖြစ်ဘူးတယ်အရွယ်သို့ရောက်ခဲ့တဲ့အခါမှာသူတစ်ပါးနေအိမ်မှာစည်ရင်ကလှုပ်ရှားရတယ်သူတစ်ပါးအိမ်မှာနေရတဲ့အခါကျတော့ဒီနေ့သူ့စိတ်ထဲမှာစိတ်ကူးတစ်ခုပေါ်လာတယ်သူတစ်ပါးအိမ်မှာနေရတဲ့အခါကျတော့ဒီနေ့သူ့စိတ်ထဲမှာစိတ်ကူးတစ်ခုပေါ်လာတယ်ဘယ်လိုစိတ်ကူးလဲဆိုတော့ငါသူတစ်ပါးအိမ်မှာနေရတော့ပစ္စည်းဥစ္စာကလည်းမပြည့်စုံကိုယ်မှာခြုံထားတဲ့အဝတ်အဖြူတစ်ထည်ကိုတပိုင်းပိုင်း၍ဖြတ်လူလိုက်ရရင်တင့်တော်လေမလားလို့စဉ်းစားမိတယ်စိတ်ထားကိုဆင်ခြင်ပြီးဖရာမှုရှိတဲ့သံဃာတော်များကိုကြီးညိုစွာဖြင့်ယုံကြည်မှုတရားတရားရှေ့ရှုပြီးတော့လှူဒန်းတော်မူလိုက်တယ်ထိုကဲ့သို့ပစိုးပြူလှူတဲ့ဘဝမှာသုတိမနေသေးလွန်တဲ့အခါကျတော့နတ်ပြည်မှာဘုံပြတ်တတ်တဲ့တကွာ62ကဘာမြတ်သောကာလပတ်လုံးတိုင်အောင်ကိုရောင်ကိုဝါလှပစွာဖြစ်ပြီးအချွေရန်ပရိသတ်နတ်သမီးများစွာတွေနဲ့လျှောက်ပတ်စွာခံစားရလေတယ်လူပြည်မှာလူပြန်ဖြစ်တော်လဲပရိသရေဧကရေမင်းတို့၏အဖြစ်ကိုစင်စစ်ခံစားရလို့62ကဘာမြတ်ကာလပတ်လုံးအပေသို့မလန်းမရောက်ရပဲလူနတ်တို့၏စည်းစိမ်ကိုရိပ်ငြိမ်မွေ့လျော်စံပျော်ပြီးမှမြတ်စွာဘုရားလက်ထက်တော်မှာကြွယ်ဝတဲ့အမျိုးကောင်းသားဖြစ်လာ၍သာသနာတော်အတွင်းဝင်လို့ယဟန်ပြုစာတယ်ယဟန်ဖြစ်ပြီးလို့မကြာမြင်သေးတဲ့အတ္ထဇေလကမထေသူမြတ်4ချက်ပရိသမိတာဉာဏ်6ဓာတ်အဘိညာဉ်8ခွင်သမပတ်ပြည့်စုံ4ခွင်သောပရိသမိတာ10ပြသမပတ်6ရအဘိညာဉ်နှင့်တကွယန္တာအဖြစ်သို့ရောက်တော်မူ၍အတ္ထဇေလ
အတ္တစေလကယန္နာမထေရလို့သုံးမြည်သောလောကရတွင်နှံ့ဆက်ထင်ရှားလျက်နိဗ္ဗာန်တရားမြတ်ကိုအမှန်မသွေရရှိခဲ့လေတယ်။ဒါကြောင့်ဤအပါဒံကျမ်းလာတာရကကိုထောက်ထားပြီးလူတဲ့အခါမှာယုံကြည်မှုတရားတရားဒါနဖြစ်အောင်လူပါတရားဒါနအဲ့ဒီအဓိကမတရားယရဏသုံးပါးကိုအဲ့ဒီယရဏသုံးပါးကိုမဖောက်မပြန်ကြောက်စားတိုင်းကဲ့သို့ခိုင်ခိုင်မြဲမြဲသက်ဝင်ယုံကြည်တဲ့တရားကအဓိကမတရားနိဗ္ဗာန်ရောက်နိုင်တဲ့တရားစစ်တရားမှန်အဓိကမတရားဖြစ်အောင်ကြိုးစားအထောက်ဖို့အဓိကမတရားမှာနိဗ္ဗာန်ရောက်နိုင်တာအဓိကမတရားဖြစ်အောင်ကြိုးစားအထောက်လက္ခဏာသစ္စာအစစ်မှန်ကိုသိပြီးမှဖြစ်ပေါ်လာတဲ့တရားတရားအဓိကမတရားမျိုးအရိယာဖြစ်နိုင်တဲ့တရားအရိယာဖြစ်တဲ့တရားအဓိကမတရားအဲ့ဒီအဓိကမတရားကြတော့အဓိကမတရားမှာအပေကပိတ်နိုင်တယ်အဓိကမတရားမျိုးဖြစ်အောင်ကြိုးစားထုတ်ဖို့အဓိကမတရားကနိဗ္ဗာန်ဆက်ရောက်မျက်မှောက်ပြုနိုင်မှာဖြစ်တယ်မိစ္ဆာတရားမௌဒ္ဒပတ္တနာတရားကြတော့အကန့်ယုံအယံယုံအလွဲယုံအမှားယုံအဲ့ဒီယုံတဲ့တရားမျိုးကိုကြတော့မௌဒ္ဒပတ္တနာတရားအကန့်ယုံအယံယုံအလွဲယုံအမှားယုံတရားမျိုးအဲ့ဒီမိစ္ဆာတရားအပေကြနိုင်တဲ့တရားမျိုးမဖြစ်ဘူးတရားအတုစေကိုခွဲခြားရမယ်တရားအတုစေခွဲခြားတတ်ပါစေယုံကြည်မှုတရားတရားမှာလဲအမှန်မှန်အဲ့ဒီကိုခွဲခြားပြီးတော့သိရမှာဖြစ်တယ်အဲ့ဒီယုံကြည်မှုတရားဒါနဖြစ်အောင်လူပါဆင်းရဲတာချမ်းသာတာပြည်စည်းကောင်းတာမကောင်းတာဗရဏမဟုတ်ဘူးယုံကြည်မှုတရားတရားရှိဖို့ကအရေးကြီးတယ်လူမဲ့ကြရင်လည်းကံကံရဲ့အကျိုးကိုယုံကြည်တဲ့တရားတရားယရဏသုံးပါးဂုဏ်ကိုယုံကြည်တဲ့တရားတရားဤယုံကြည်မှုတရားတရားနှစ်ခုအဲ့ဒီ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 ယုံကြည်မှုတရားတရားနှစ်ခုနဲ့လူမဲ့ဆိုရင်ပို၍အကျိုးအသက်ရောက်တဲ့အတွက်ကြောင့်ယုံကြည်မှုတရားတရားကိုပရမရန်ထားပြီးဒါနသီလဘာဝနာတည်းဟုသောကောင်းမှုတရားများကိုဝါများကြပါလို့တိုက်တွန်းနှိုးဆော်ပါရစေအဲ့တော့ဒါကဝါဆိုသင်္ကန်းနဲ့ဆိုင်တဲ့တရားတော်ဖြစ်တယ်ဆွေရောင်အစဉ်ညစ်ကြေးကင်း၍ဖြည့်ချင်းကိုတွင်တန်ကြည်စဉ်ဤခါတဲ့ရထွန်းလင်းလိုက်၍မပြတ်ကိုမှအယောင်ဖြာ၏ပူပန်ကင်းထာငြိအေးမြ၍ဘဝဆုံးတိုင်ချမ်းသာနိုင်၏အလိုရှိပြန်ထောင်တံပစိုးအကျိုးတညီရ၍တည်၏ဆွေဝါရောင်စင်နီလင်ဝင်းပါခေါ်မှတိုင်းဖြစ်ပစိုးစစ်ကိုကျိုးဆက်မြန်စွာရနိုင်ပါ၏ပရိဒါစစ်ပစိုးစစ်နှင့်ဆုံးလစ်လွန်စွာဘဝမှာလဲရာဂအေဟိဘိက္ခုထိအောင်အေဟိဘိက္ခုပြောတာ
မြတ်စွာဘုရားအေဟိဘိက္ခုလို့ခေါ်လိုက်တာနဲ့တပိတ်သင်္ကန်းအပြည့်စုံတပိတ်သင်္ကန်းပရိက္ခယာအပြည့်စုံနဲ့ဝါတော်60ရမထေရကြီးကဲ့သို့အဲဒီလိုဖြစ်နိုင်တဲ့အကျိုးတရားမျိုးရရှိနိုင်တယ်။ယာကအေဟိဘိက္ခုတိအောင်အကျိုးဆောင်သည့်ကျမ်းဆောင်အားထုတ်နိုင်စေတည်း။ဩထတော်ဝဏ္ဏတော်ဟောဒီဩထတော်ဝဋ္ထေကိုပေးလူခြင်းသည်ဝဋ္ဌတော်အဝတ်သင်္ကန်းကိုပေးလူခြင်းသည်ဝဏ္ဏတော်ရုပ်အစင်းကိုပေးလူရမည်သည်ဟောဒီစင်စစ်မသွေဖြစ်ပါပေတည်းဟောဒီစင်စစ်မသွေဖြစ်ပါပေ၏ဒေသနာရှိတဲ့အတိုင်းအဝတ်သင်္ကန်းလှူတာအစင်းအရူပယုံလှူတာဖြစ်လို့ဒီနေ့ဝါဆိုသင်္ကန်းဒါယကဒါယကမှာဝါစုသင်္ကန်းဒါယကဒါယကမမိသားစုတို့လည်းဝါစုသင်္ကန်းဒါယကဒါယကမမိသားစုအပေါင်းသူတော်ကောင်းတို့သည်ဒီဘဝဒီကာလဒီဘဝမှာသာသနာအကျိုးပြုရလို့သက်စေကျမ်းမှာချမ်းသာကြပြီးသာသနာပြုနိုင်ကြပါစေလူနဲ့နိဗ္ဗာန်မဲ့ဖို့စံရတဲ့အထိကောင်းကျိုးတရားရရှိနိုင်ကြပါစေ